ကျွန်တော်လိုက်ရှင်းလွှင့်နေတဲ့အချိန်မှာခဏလာမှတ်နေပေါ့နော် fire ရေး UC လေးထည့်ပေးပါဦး fire UC လေးထည့်ပေးပါအောင် API လေးဖွင့်ချင်တော့ပါအဲ့လိုနဲ့ပဲကျွန်တော်ခဏလာမှတ်နေကျွန်တော်လည်းထည့်ပေးချင်တာပေါ့အမှန်တမ်းပြောရမယ်ဆိုအများကြီးထည့်ပေးချင်ပါတယ်ဒါပေမဲ့တခါတလေတော့လည်းတော့ကျွန်တော်တောင်မှမဖွင့်နိုင်တဲ့အရာတခုကိုကျွန်တော်တောင်မှ API မှမဖွင့်နိုင်တဲ့အရာတခုအဲ့လိုမျိုးထက်ခါမေးပြောလာတော့ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်ရတယ်နော်ဘာဖြစ်လို့လဲဆိုရင်တချို့လေဆိုကျွန်တော်ချက်ပေါက်လေးထိလာပြောတယ်ဗျာချက်ပေါက်ထဲမှာလာပြီးမှ file UC လေးထည့်ပေးပါအောင်ဘာညာဆိုမှ ID တွေလာမှတ်နေ UC ထည့်ပေးပါအောင်ဆိုမှအဲ့လိုပဲလာပြောတယ်ကျွန်တော်ကဘယ်လိုပြောဆိုဒီ game ဆောင်းမှကျွန်တော်ပတ်စံရနေရလဲမဟုတ်တော့ကျွန်တော်ကဒီဝတနာပါလို့ဒါလုပ်နေရတာပေါ့နော်ဆိုသူများတွေလည်းမျိုးတော့ game ဆောင်းမှပတ်စံရတယ်ဆိုရင်တော့ဒီလိုပြောတာနည်းနည်းအရာရောက်ကောင်းရောက်နေတယ်ပေါ့နော်ဒါပေမဲ့ဒီလိုမျိုးကိစ္စဆိုတာကြီးကတိုင်းတော့တူတယောက်တည်းကိုထည့်ပေးပြီးမှပြီးသွားရတာတခုမဟုတ်လေမဟုတ်လားတယောက်ပြီးတယောက်အဲ့လိုထည့်ပေးနေရမှာဆိုတော့ဒီလိုမျိုးကိစ္စကြီးကဘယ်သူမှတကူတကကြီးအရင်ဒီဟာကြီးကိုအားဆိုင်ပြီးမှလှုပ်ပေးမှာမဟုတ်ဘူးเนาะဒါကြောင့်မလို့ချင်းကိုတို့ရေးကျွန်တော်စီကနေတော့ဘာမှတူမမျောလင်းကြပါနဲ့လို့ကျွန်တော်တောင်းပန်ချင်တယ်เนาะဘာဖြစ်လို့လဲဆိုကျွန်တော်လည်းဒီဘာမှဒီ game shop မှာပတ်စံရနေတဲ့ကောင်မဟုတ်ဘူးဗျာဒီတိုင်းဝါဒနာပါတော့အရာဒါရွှေမီလုံနေတာဖြစ်တဲ့အတွက်ကြောင့်မို့တကယ်ကျွန်တော်နားလေပေးကြပါလို့เนาะအားလုံးပဲ see you next video ပါ